international school တွေမှာစာခဲ့ထိုင်းကိုဘယ်လိုမျိုးလုပ်လေ့ရှိလဲပေါ့နော်teacher တယောက်ကသူ international school မှာလုပ်ခဲ့တော့ကသူ့ရဲ့ senior သူ့ရဲ့ leader teacher လုပ်တဲ့အတိုင်းပဲသူအခုဆက်လုပ်နေတယ်ပေါ့အဲ့ဒီအကြောင်းအရာကိုကျမတို့ဆွေးနွေးပြပါတယ်အဲ့တော့ကျမအနေနဲ့ဒီနေ့ဒီအကြောင်းအရာလေးကိုဒီမှာဆွေးနွေးပေးခြင်းနဲ့ international school တွေမှာစာခဲ့ထိုင်းလုပ်တာနဲ့ပတ်သက်ပြီးတော့သင်ခန်းစာအနေနဲ့ပေါ့နော်စာတွေအများကြီးသင်ရပါတယ်အဲ့တော့စာခဲ့ထိုင်းနဲ့ပတ်သက်ပြီးတော့အဲ့သင်ခဲ့ရတဲ့စာတွေတဲကမှကျမလက်တွေ့လုပ်ခဲ့ဘူးတဲ့စာခဲ့ထိုင်းအကြောင်းကိုပဲကျမဒီနေ့ပြဝေပေးချင်ပါတယ်အဲ့တော့ကျမတို့ဒီစာခဲ့ထိုင်းမှာမဖြစ်မနေလိုက်ရနာရမယ့်အရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင်တော့ routine အတိုင်းပဲအမြဲတမ်းသွားဖို့လိုအပ်ပါတယ်ဒါမှသာလျှင်ကလေးလေးတွေရဲ့ emotional safety ဖြစ်မှာဖြစ်ပါတယ်ကျမဆိုရင် greeting sound သွားတယ်ပြီးရင် weather check လုပ်တယ် weather sound သွားတယ်ပြီးရင် feeling check လုပ်တယ်ပြီးတော့မှ short moment ကိုသွားလေးရှိပါတယ်ဒါကျမသွားတဲ့ပုံစံပေါ့အဲ့တော့နောက်တစ်ခုကကြတော့ကျမလေ့လာထားခဲ့ရတဲ့အထဲမှာပေါ့နော်ဒီ visual cue signal လေးတွေသုံးရမယ်ဆိုပြီးလေ့လာထားတာရှိတော့ကျမကစာခဲ့တိုင်းမစခင်မှာ signal တစ်ခုအမြဲတမ်းသုံးလေးရှိပါတယ်အဲ့တော့ဘယ်လိုမျိုးသုံးလေးရှိလဲဆိုလို့ရှိရင်soft bell လဲသုံးဘူးတယ်အဲ့တော့ soft bell လေးကိုကျမတို့ကတီးလိုက်တဲ့ခါမှာအဲ့ဒီ bell တန်လေးကမြင်တာတယ်နော်အဲ့ဒါလေးတီးလိုက်တာနဲ့ကလေးလေးတွေအားလုံးက stop and look ဆိုတာလေးကိုကျမတို့လေ့ကျင့်ထားပြီးသားအဲ့တော့ကလေးလေးတွေကလုံနေတဲ့အရာတွေအားလုံးရပ်ပြီးတော့ကျမကိုကြည့်တယ်အဲ့ဒီအချိန်ကျမှကျမက instruction ပေးတာပေါ့နော်အဲ့တော့နောက်တစ်ခါဘာပစ္စည်းမှမရှိတဲ့အချိန်ဆိုရင်လည်းကျမတို့က freeze signal ကိုသုံးလို့ရတယ်အဲ့တော့ teacher က freeze လို့လုပ်လိုက်တာနဲ့ကလေးလေးတွေအားလုံးက freeze ဖြစ်သွားတယ်အဲ့ချိန်ကျမှဒီချက်က now come to the circle ဆိုပြီးပြောလိုက်လို့ရှင်ကလေးလေးတွေက circle လုံးရတော့မယ်ဆိုတာလေးကိုသိသွားစေတယ်ပေါ့နော်နောက်တစ်ခုကျွန်မသုံးဖို့တာက light stick ကိုသုံးဖို့ပါတယ်အဲ့တော့ light stick ကိုကျွန်မကဒီ slow wave လေးလုံးလိုက်တာနဲ့ကလေးလေးတွေကကျွန်မကိုလှမ်းပြီးကြည့်တယ်ပေါ့နော်အဲ့ချိန်ကျမှကျွန်မက circle area လေးကိုဒီ light stick နဲ့ပဲလမ်းညွှန်ပေးလိုက်တယ်ဒီဘက်ကိုသွားပါလို့ပြောတယ်လို့မျိုးပေါ့အဲ့လိုကလေးလေးတွေကစာခဲ area ကိုသွားရမယ်ဆိုတာကိုသိသွားပါတယ်ဒါကျွန်မသုံးဘူးတဲ့signal လေးတွေပေါ့နော်နောက်ထပ်တစ်ချက်ကတော့ဗာလဲဆိုတော့စာခဲတိုင်းနေရာကိုရောက်ပြီဆိုရင်ပထမဆုံးတော့ first 2 minute ကိုကျွန်မကခံဖြစ်အောင် engaging ဖြစ်အောင်အမြဲတမ်းလုပ်ပါတယ်ဒါကျွန်မသင်ယူခဲ့ရတဲ့သင်ခန်းစာထဲမှာပါတဲ့အရာကိုကျွန်မလက်တွေ့သုံးတယ်ပေါ့နော်အဲ့တော့ပထမဆုံး2မိနစ်သာအဆင်ပြေသွားမယ်ဆိုရင်ကျွန်မတို့ဒီစာကက်ထိုင်းကြီးတစ်ခုလုံးအဆင်ပြေဖို့တည်ကြတယ်ဒါကြောင့်မို့လို့ဒီ2မိနစ်ကိုကောင်းကောင်းအချိန်ယူပါတယ်အဲ့တော့ပထမဆုံးကျွန်မက soft voice ကိုသုံးတယ်ဘာလို့ soft voice သုံးဖို့လိုလဲဆိုရင်ကလေးလေးတွေကစာကက်ထိုင်းဒီ play time ကနေပြီးတော့မှပြောင်းလာရတဲ့အချိန်ဖြစ်တယ်။ play time ကနေစာခက်တိုင်းပြောင်းတဲ့အချိန်မှာကလေးလေးတွေကဟိုဘက်မှာက over excited energy နဲ့သူတို့ကဆော့လာတာကစားလာတာအဲ့ဒါကြီးကိုကျမတို့ကသူတို့ကို gentle mood ဝင်ဖို့လုပ်ရတာဖြစ်တဲ့အတွက် soft voice ကိုသုံးရတာပေါ့နော်အဲ့တော့ soft voice သုံးလိုက်ပြီဆိုရင် automatically calm down ဖြစ်တယ်ဒါကြောင့် teacher တို့အနေနဲ့သိထားဖို့လိုအပ်တာပေါ့နော် calm tones ဒီ calm behavior ကိုဖြစ်ပေါ်စေတယ်ဒါကြောင့်ကျမတို့ soft voice သုံးပေးပါနောက်တစ်ခုက clear instruction ဖြစ်ဖို့လိုတယ်ကလေးလေးတွေကကျမတို့ပေးတဲ့ instruction ကမရှင်းလင်းဘူးဆိုရင်ဒီ circle area မှာသူတို့ကဘာလုပ်လို့လောက်ရမှန်းမသိပေါ့နော်တယောက်တစ်မျိုးလုံနေတာနဲ့ဒီ classroom ကြီးကငြိမ်သက်မှုမရှိဘူးလှုပ်ရှားရှားဖြစ်နေမှာပေါ့ဒါကြောင့်ကျမတို့ကကလေးလေးတွေကိုဒီမှာထိုင်ပါဒီလိုထိုင်ပါလက်ကလေးကိုဒီလိုလေးထားပါစသဖြင့် instruction ကိုရှင်းရှင်းလင်းလင်းတိတိကျကျပေးဖို့လိုအပ်ပါတယ်။ဥပမာကျမတို့ဆိုရင်လည်း let's sit in the circle နောက်တစ်ခုဆက်ပြီးပြောမယ်ဆိုရင်လည်း feet on the floor စသဖြင့်ဆက်ပြီးတော့မှအဲ့လိုလေးတိတိကျကျလေး instruction ပေးတယ်ပေါ့နော်။နောက်တစ်ခုကကြတော့ simple movement သုံးတယ်ကျမတို့ကအဲ့တော့စာခက်တိုင်းစချင်းမှာဆိုရင် movement လေးနဲ့စတာအင်မတန်ကောင်းတယ်အဲ့လို movement နဲ့စတဲ့ခါမှာလဲဒီ movement က simple ဖြစ်ဖို့အရေးကြီးတယ်ဥပမာကျမတို့က slow breathing လို့လုပ်လိုက်တယ်ဆိုရင်လဲအသက်ရှူသွင်းရှူထုတ်လေးကျင့်ခန်းလေးပေါ့နော်ဒါ10မိနစ်လောက်ဖြည်းဖြည်းလေးပဲလုပ်လိုက်လို့ရှိရင်စိတ်ကဒီအဆင်ပြေသွားတယ်အကျဉ်းသွားတယ်ပေါ့နောက်တစ်ခုကကြတော့ဒီ gentle hand wave လေးလုပ်ရင်လည်းဒီချေကပဲleft right လေးပြောပြပေါ့နော်ဖြည်းဖြည်းလေးပဲဒီချေက left ဆိုရင်လည်းခလေးလေးတွေက left right ဖြည်းဖြည်းလေးပဲပြောပြမယ်ဆိုရင်ဒီလို simple ဖြစ်တဲ့ movement လေးနဲ့စရင်ပို့ပြီးတော့မှကောင်းပါတယ်နောက်ထပ် short attention grabber
သုံးရပါတယ်အဲ့လိုသုံးတဲ့နေရာမှာ attention မြန်ရဖို့ဆိုရင်ကျမတို့ကအကူအညီတွေလိုအပ်တယ် puppet သုံးမှာလား picture သုံးမှာလား small box သုံးမှာလားတခြားသော object တစ်ခုသုံးမှာလားတစ်ခုသုံးဖို့လိုအပ်ပါတယ်အမှကျမ puppet လေးသုံးပြမယ်အဲ့လို puppet ကိုသုံးတဲ့အခါမှာလည်းကလေးလေးတွေကစိတ်ဝင်စားတာမြန်တယ်ပေါ့နော်ကိုယ့်စီကို attention မြန်ရလွယ်ပါတယ်အဲ့တော့ဥပမာအနေနဲ့ကျမ puppet လေးတစ်ခုရှာပြမယ်ချိန်မှာကလေးလေးတွေကစားခဲထိုင်နေပြီဆိုအဲ့တော့မှကျမတို့ကဒီမှာအဲ့ဆိုကျမတို့ရဲ့အတန်နဲ့တော့ပြောလို့မရတော့ဒီချိန်မှာတော့ကျမတို့ကဒီ puppet လေးရဲ့အတန်ကိုပြောင်းပြီးတော့မှပြောမှ attention ပိုရမှာပေါ့နော်အဲ့တော့နှုတ်ဆက်ပြမယ်နော် Good morning friends I came to see you အဲ့လိုပြောလိုက်တဲ့အခါမှာကလေးလေးတွေအားလုံးကကျမတို့ဒီမှာ attention ရလာပြီအဲ့ဒီအချိန်ကျမှကျမတို့ကဒီရုပ်လေးနဲ့နောက်ထပ်နည်းနည်းလေးထပ်ပြောမယ်ပြီးတော့မှအားလုံး attention ဒီကိုရနေပြီဒီငိမ့်လာပြီဆိုတော့မှစာကြည့်တိုင်းစာတာဖြစ်တယ်အဲ့တော့တချို့ချိန်နေမှာဆိုရင်လည်းကျမတို့ဒီ puppet ကိုမသုံးဘူး box လေးတွေသုံးတာမျိုးရှိတယ်ဘယ်လိုမျိုးလဲဆိုရင် box လေးတစ်ခုကိုကျမတို့ကကလေးတွေရဲ့ရှေ့မှာချလိုက်မယ်ပြီးလို့ရှိရင်ကျမကitem လောက်ရမှာပေါ့နော်ကလေးလေးတွေရှေ့မှာဒီ box ထဲမှာဘာကြီးပါလဲဆိုတာမျိုးလောက်ရမှာပေါ့အဲ့တော့ I have something inside Do you want to see အဲ့လိုပြောလိုက်တာနဲ့ကလေးလေးတွေအရင်စိတ်ဝင်စားရနော် I want to see အဲ့မျိုးတွေပြောကြမှာပေါ့သူတို့အဲ့လိုတွေပြောတဲ့အခါမှာကျမတို့ကနေပြီးတော့မှI will show you what inside but first we need quiet city အဲ့လိုလေးပြောလိုက်အားလုံးကအငြိမ်သက်သက်ပဲထိုင်မယ်အဲ့တော့မှကျမတို့က Are you ready for the surprise ဆိုပြီးတော့မှ box လေးကိုဖြည်းဖြည်းလေးဖွင့်ပြလိုက်ပြီအဲ့ဒါဆိုရင်ရပြီအဲ့ဆိုအားလုံး attention ကျမစီမှာရောက်နေပြီပေါ့အဲ့ဒီအခြေအနေကိုရပြီဆိုမှကျမတို့ကစောကစာခဲထိုင်းရဲ့ routine တိုင်းပဲလာမယ်ပေါ့နော်အဲ့လိုလေးလုပ်ပေးမယ်ဆိုရင်တော့တကယ်ကိုအဆင်ပြေတဲ့စာခဲထိုင်းအခြေအနေဖြစ်မှာပဲဖြစ်ပါတယ်International School တွေမှာစာခဲတိုင်းဘယ်လိုလုပ်ရလဲဆိုတဲ့အကြောင်းအရာလေးကိုကျမသင်ယူခဲ့ဘူးတဲ့အရာတွေရယ်ပြီးတော့ကျမစာခဲတိုင်းမှာသုံးခဲ့ဘူးတဲ့အရာတွေရယ်ကိုပေါင်းစပ်ပြီးတော့မျှဝေပေးထားတာပဲဖြစ်ပါတယ်။ကျတို့အားလုံးအတွက်အကျိုးတစ်စုံတရာရရှိလိမ့်မယ်လို့ပြောလိုပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ကျမကတော့ Shape the Future မှာတစ်ချေရတနာလိုင်းဖြစ်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။